နိမြတ်တာမဟုတ်ဘဲနဲ့အဖွင့်ချုပ်ရဲ့ဒီချုံနိမြတ်တာမဟုတ်ဘဲနဲ့တက္ကဘာလုံးမှာတက္ကဘာလုံးအတွက်ဒီချုံနိမြတ်ဖြစ်တဲ့မိခင်များနေ့မှာလောကတော်ဝင်ကခွင့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်မိခင်များအားလုံးကိုလည်းဒီကနေ့နှုတ်ဆက်ပါတယ်အရောက်ရှိတိုင်းပေါ်၌မိခင်များအားလုံးပေါ်၌ဘုရားရှင်မလာတော့ငယ်တဲ့ချင်းအောင်မြင်ခြင်းကျမ်းမာခြင်းဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဒီနေ့လာရောက်တဲ့သူရောက်ရှိတိုင်းကိုလည်းယေရှုနာမ၌နှုတ်ဆက်ပါတယ်အရောက်ရှိတိုင်းပေါ်၌ဘုရားရှင်အထူးကောင်းချီးပေးပါစေကျွန်တော်တို့အမနာလာမြချင်းအတင်းတော်ထုံးစံအတိုင်းပဲကျွန်တော်တို့ဘုရားကိုယ်ကိုယ်ချီးမွမ်းတာမဟုတ်ဘူးတကယ်စိတ်နှလုံးအကျွမ်းနဲ့တတ်နိုင်လူအနေနဲ့အတတ်နိုင်ဆုံးတော့ဘုရားရှင်ကိုကျွန်တော်တို့အချင်းကိုလည်းပြီးတာဖြစ်တယ်ဟာလေလုယာခဏတာတနာရီနာရီတော့ဘုရားကြောင့်တော့ပြီးတော့လုပ်ဆရာလေးပြန်လုပ်မယ်မဟုတ်ဘူးတရက်ကိုအချင်းပြီးတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့အမနာလာနဲ့ချင်းအတင်းတော့ဘုရားကြောင့်တည်းရလေတချို့တော့ကျွန်တော်တို့နိုင်အထာပြီးတာဖြစ်ပါတယ်ကျွန်တော်တို့အတင်းသားဆိုရင်နိုင်တိတ်မကြည့်ရဘူးဘာလို့လဲဆိုတော့ဘုရားကိုပဲအာရုံစိုက်တယ်ဟာလေလုယာနိုင်နဲ့တိတ်ပြီးတော့အလုံးမရှုံဘူးပေါ့နော်တချို့ကဘုရားကြောင့်တည်းရနေနိုင်ကိုပဲကြည့်ပြီးတော့နိုင်နဲ့ပဲလို့ဆိုတဲ့လူများစွာရှိတယ်ကျွန်တော်တို့နိုင်နဲ့အလုံးမရှုံဘူးဟာလေလုယာဘုရားကိုပဲအာရုံပြုတာဖြစ်ပါတယ်ဟာလေလုယာကဲဒီနေ့ကျွန်တော်တို့နှုတ်ပတ်တော်တော်ခင်မှာနေနေလေးကျွန်တော်တို့ဒီချုံနေမြတ်ဆိုတော့အစီအစဉ်လေးများတာပေါ့နော်ကျွန်တော်အသက်တာပေါ့နော်မိသားစုတက်တာမှာဘုရားရှင်ကဒီနေ့ထိအတင်းတို့တင်တာမြတ်ဆုတောင်းပြီးခြင်းအပြင်ဂျမ်းမာခြင်းပြီးတယ်ကောင်းခြင်းပြီးတယ်ဒါကြီးမုံပြီးတယ်ဆုတောင်းပြီးခြင်းအပြင်သူစီမီစတာတော့ပေါ့နော်ဒီတော့တော့ပြီးတော့သူက gospel အဲ့ဒီတော့ပြီးတဲ့အခါမှာတလားလောက်ချမ်းပေးတယ်အဲ့ဒီချင်းမှာဆွီဒင်တို့နော်ဝေတို့မှာသူကယွန်ဂီရီ gospel ထွက်နိုင်တယ်အဲ့ဒါကြောင့်ဘုရားရှင်သူလည်းသူပါရှိပြီးတော့ကိုကျောင်းဆက်တဲ့တာဖြစ်ပါတယ်သူလည်းအတင်းတော်ကိုတတိရတဲ့အဲ့ဒါကြောင့်အတင်းတော်သူဖိုက်ဆာမပူနိုင်ပြီမဲ့စေဖို့တဖို့အတွက်အတင်းတော်မှာပဲပူပါကလေးမျိုးမှာချဲ့ဖို့သူကြောက်တယ်လာဆိုးမှာပဲပူပါဆိုပြီးတော့ဖိုက်ဆာတို့အလုံးငွေလာပူတဲ့အချိန်မှာပေါ့နော်နှစ်ခါလောက်ပေါ့နော်လာပူခဲ့ပါတယ်ပြီးတော့အတင်းတို့တင်တဲ့စူတောင်းပြချင်အဖြစ်ကျွန်တော်တို့ကလူအမီနဲ့အရေးချင်းပါမှမရှိပြီမဲ့ကျွန်တော်တို့ဖြစ်အရေးချင်းနဲ့မြင့်တော်သူများစွာစီပြီမဲ့ဖယားအလိုတော်ရှိလို့ဖယားကဇက်ဒီရှင်မှာနောက်ထပ်အထွေထွေအတွင်းရေးမှူး General Secretary တာဝန်နဲ့ပေါ့နော် GS တာဝန်နဲ့တက်တာတခုပေါ့နော်3နှစ်တို့ပြန်လည်ပြီးတော့စကပူရပြီးခဲ့တဲ့ April လတရက်နေ့မှာအဖွဲ့ချုပ်ရဲ့ delegate ကိုယ်စားလှယ်များကရွေးကောက်တင်မြှောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်စောစောလေးလာစုကိုလည်းလာချင်းတယ်အတင်းတော်ရဲ့ကောင်းချီးပြီးစုတော်ပြီးချင်းကိုစာနာပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခဏလေးဒီတော်မှာရှိတော်မူတော်ဆောင်များတဲ့ဒီကားဖြင့်တက်ထောက်လူကြီးများအားလုံးလာပြီးတော့ကောင်းပေါ်မှာလည်းတင်ပြီးတော့စုတော်ကောင်းပြီးချင်းပြီးကြပါသုံးနှစ်တက်တာလည်းအတင်းတော်ရဲ့စုတော်ပြီးချင်းအားဖြင့်ဘုရားရှင်ကအောင်မြင်ခြင်းပေးတယ်ဘုရားရှင်ကအဖွင့်ချုပ်အတွက်ဘုရားရှင်နိုင်ငံတော်အတွက်များစွာသောအမှုတော်၌ပါဝင်နိုင်တဲ့အခွင့်ကိုပေးတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီသုံးနှစ်သက်တာတော်လည်းဆက်ကပြီးတော့ဆုတောင်းပေးကြပါအတင်းတော်ရဲ့အစာဆောင်ဆုတောင်းတဲ့ဒီမာဒရကောင်းဆုတောင်းတဲ့အချိန်တတိယတဲ့ချိန်တိုင်းမှာဆုတောင်းပေးကြပါလို့ဆုတောင်းခံလိုပါတယ်ပြီးတော့ဘုရားရှင်ရဲ့ကြီးတော်တို့ခေါ်ရမှာဘုရားရှင်လမ်းပြပြီးချင်းအဖြစ်ပေါ့နော် US အမေရိကမှာလည်းထပ်ပြီးတော့ကျွန်တော်တွားဖို့ရှိပါတယ်ဒီ ZBC ရဲ့အဖို့ချုပ်ပူစာမှာပေါ့နော်အဲ့ဒီစီဝင်းဇူလိုင်25မှာ29အဲ့ဒီမှာအဲ့ဒီတော့လေUS မှာရှိတဲ့ ZBC အဖွဲ့ရင်းခေါ်စာပေးပါတယ်ဒီမှာတွားဖို့ပြီးတော့တချို့အတင်းတော်မှာလည်း process တင်တာပြီးဖို့အစီအစဉ်ရှိပါတယ်အဲ့ဒီအတွက်ဂျွန်လာဒီလာကုံဂျွန်လာတရနီမှာအမေရိကန်တန်ယုံထပ်ပြီးတော့ဝင်မှာဖြစ်ပါတယ်အဲ့ဒီဂျွန်လာတရနီမနက်7:15 မိနစ်မှာပေါ့နော်ကျွန်တော်တန်ယုံကျွန်တော်ပြန်ဝင်မှာဖြစ်ပါတယ်
Eri atuelle Bama Yadana nung semu masibene Loy piar kena Bisa pibu bono Eri atuelle Sudong pi pijaba Eri kaisi atuelle Tadi abiro sudong pijaba Mita su alung Atendo kutiriya de Jeno miutami mung pinua le Tadi ya de atendo tentamya ku No se piba lu Mata bare Jeno miutami kusa No se piba de Hallelujah Ayaw silay ko piyasi kong jipiba si Mita su do la su la ching de Muan thang do suyan de di Noyati champe yada Diyo la ku Jo ching piyaw na bare Kimya ni me niya le masiro hu Aku akan le maaro hu lu Piyaw na de ingma le ilu maya diyo lu Tuwaro siya pao si ma be imero siya pao Nama be ibu doa ching piyaw dame tuwa Aku champion pon di suro Tu malay na ibu Mita su alunga Atendo kutri ade chang Mita su kusa Piyaw chalu bare Sele piro Chenoro mita su tue Su tong kong bijaba Chenor di nit suyen Januari la ani Aku ngala be sidi re ngala makong dibu Chow miyama Krusiten dan lo khe bibi Aku lo menia le sidi re Biro jese ma re ti krusiten dan lo busi re Era de si sen atue Pian sin Ta yui Atong biubu Pian sin ya winyen do Bite mu Ta yui kansa nai boyan Su tong bijaba lo Su tong kan lo bare Aku di ma Teknologi niya po no ne muro song siya mamia atendo ye muro song da mo be ne muro song siya mamia la biro chu de phe ZDCM ye athui adani mo tawen pia ma pa hu suen chenaro lu mian lu ye son da ti ne chenaro tawen chan song lai ma mo bu pia de ye wi nyen do a phe da chenaro ong nin chin ya ma phit ba le lu ani ne pinya ye chin na ma pi song ba bu Ceno do kek boy miende do amya shi ba de do do le be ceno khona ya la ne sai cha mu ya la bo ceno January la ni tin ma di ni ceno 300 la sa sang di do su tong la da lu ri ya do nomination di ya do za tha bi bi ku lo da lou ya la ma lou ya bu la su bi do su tong de kha ma naw song phya sin phwet pya cha la ba le su do wi nyen do nai pi nya alung sung si de Hallelujah Hallelujah Ada cerita sendo winyen do nai pinya long sung si ba be chu winyen do ka bi the kong ji bi bu ya su tong pi cha ba lo Yesu nama nai phi khaw ba de ji yu pyu be di ma lu ji ni ne sia mu do song nya wu di ma la bi do ble ma chano lu thau bi do a long la bi do chen de lu ni de ni ya ni chano be ko le sam bi do kong ji bi su tong pi cha ba lo di tana ma to ke e da liu ane ne chano lo a chin yu ya Siya kaya niya sung ta su tong pi ma pi ba de Kasi luji ang apote pi ba siya pa ko le la siya pa teknologi yu ka pi pa ko teknologi pia sa chanin Berita diri alam atangnya bila macam kau cipi suka percaya, ha? Haleluya, haleluya, kita semua berdoa sini. Oh, bersedia, baik kita Yesus. Ni bono sanpiu sapu si primero jenole alai ti bucu sabare lo berita diri moni bino dame piasi na tu jenolo more pe pale siu haleluya Hallelujah. Xin yong kriwan jan khanji seku kamye de sekon. Xin yong kriwan jan khanji de seku kamye de sekon ma. Tapi do ale te I ami ku chi ba hu ye da go ming do mo bi. Chua kama sa ye chu tapi do di me do ku mi mi in na ting tha I. Na to ku epo wala sa khanji chao. Akhanya tinma senaruh raja om tinma tu ngaci
เอเพชาวกินมาโกทีตาตมีโรตะเคียนพิยายาลูโรเนมีบาสรากูนาทองจาโลมีบาสรากูนาทองชินมูดีเตียโรมูพิดีมีบากูยูติสอพิวโลอีปิญญาดอกาเตนดีปีโรเนกองซายุอเตตาชีเมจามบูยุกติโรเนไซโลปรมาปิญญาพิดีพัตัวเรนกบัดดอกเมียอาเพอายุชีได้ตัวพิยาสิงกองจีปีบาสีนกบัดดอกกูเลขตีบิโรชนโรจูสุยาฮาเลลูยาฮาเลลูยาဒီနေ့မှာစီယုံမှာတော့အများကြီးရှိတယ်။မနေ့ကကျွန်တော်ပြောပြခဲ့တော့ကလေးမျိုးမှာတော့တချို့ကျွန်တော်တို့ယုံအဖွဲ့ထဲမှာလည်းစည်ဝေရတော့ပြီးခဲ့တဲ့နေ့မှာခေါ်တော်မူချင်းခံတဲ့ကျွန်တော်တို့ရဲ့စည်ကြီးရဲ့သားကျွန်တော်ဒီကိုရောက်တဲ့ဒီဘက်ကိုလာတဲ့နေ့ပေါ့နော်။ကျွန်တော်ဒီနေ့မှာစိုက်ကယ်တိုက်လို့လူ၄ယောက်လောက်ပေါ့နော်။ဘူဗေဒ2ယောက်ဒီဗေဒ2ယောက်စိုက်ကယ်တိုက်လို့၄ယောက်စလုံးကဒါနာရပြီးတော့တယောက်ဆုံးသွားတယ်အဲ့ဒီပတ်တော်ရဲ့တားဆိုရင်မနေ့ကထိတော့တတိကောင်းကောင်းမရသေးဘူးအဲ့လိုမျိုးအခြေအနေမှာရှိတယ်ကျွန်တော်ပြောလို့ရပါလဲဆိုတော့ဒီလိုမျိုးဖြစ်ပြနေတဲ့အချိန်မှာကျွန်တော်တို့ကဖျားခင်ကြီးတော်ကြောင့်နေတဲ့နေရာစီးရုံမဟုတ်ဘူးဟာလေလုယာတချို့အချင်းထောင်ထဲမှာနေတယ်ဖျားရှိဖို့ချင်တယ်ချင်းဝန်းချင်တယ်မရဘူးကျွန်တော်တို့ကနေကောင်းချမ်းမှာဆိုနေလို့လားဆိုနေဖျားကြံရောက်ပြီးတော့ဖျားခင်အားရပါရကျွန်တော်တို့ချီးမွမ်းဖို့ကိုရတယ်ခွင့်ပြုတယ်ဖျားရှင်နေနာမှာတော့ကိုချီးမွမ်းပါတယ်သူဖျားရှင်ကိုလည်းခောက်တည်ပြီးတော့ချီးမွမ်းကြရအောင်ပါလေမိခင်များနိဆိုတာအားလုံးကျွန်တော်တို့သိပြီးသားဖြစ်တယ်ဒီနေ့နဲ့ဆိုရင်တရားဝင်လောက်တာနိပေါင်း100နဲ့3နှစ်ကြာပြီအစာပြုတ်တာသူချုံးတဲ့အနည်းငယ်ပြောမယ်ဆိုရင်အမေရိကန်နိုင်ငံဖီလာဒဲလ်ဖီးယားမြို့မှာနေတဲ့အေနာဇာဗစ်ဆိုတဲ့သူဟာသူ့မှာမျက်စိမမြင်တဲ့ညီမတယောက်ရှိတယ်ပြီးတော့သူ့ရဲ့အမေနဲ့ဒရိုမီတာစု3ယောက်ပဲနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်အမေဆုံးသွားတဲ့အခါမှာမိခင်ရဲ့အလုပ်ဒီအားလုံးသူကိုယ်တိုင်ဝင်ပြီးတော့လုပ်တဲ့အခါမှာအိုးမိခင်ဆိုတာအင်မတန်မှအရေးကြီးတဲ့လူပါမိခင်ရဲ့ချစ်ချင်းမေတ္တာမိခင်ရဲ့အရေးကြီးကြမိသားစုမှာသူသိရှိနာတဲ့အခါမှာသူမိခင်ကိုအောက်မိတတိယပြီးမိခင်များကိုခေါ်ပြီးတော့ဂုံပြုတ်ချင်းပေါ်အစီအစဉ်ကိုသူကလုပ်ခဲ့ပါတယ်အဲ့ဒီအစီအချိန်ကနေစပြီးတော့သူကအတင်းတော်မှာတင်ပြပြီးတော့လူကြီးတွေတဲဥဆရာတွေရှိမှတင်ပြပြီးတော့ပါပေးပြီးအတင်းတော်မှာတနစ်တခါမိခင်များဂုံပြုတ်တဲ့နေ့မိခင်များလေးကိုကျင်းပပြုလို့ရအောင်ဆိုပြီးတော့သူကအဆိုပြုတဲ့အခါမှာအားလုံးကသဘောတူပြီးတော့908မေလ10ရက်နေ့မှာပရမအိုးဆုံးမိခင်များလေးကိုကျင်းပပြုလို့တာဖြစ်ပါတယ်အဲ့ဒါနဲ့ဒီတရင်ကိုနိုင်ငံတော်ချီလွတ်တော်ချီရောက်ပြီးတော့နောက်ဆုံးမှာ USA နိုင်ငံမှာသမ္မတ President စီချီရောက်တဲ့အခါမှာလွတ်တော်ချီရောက်တဲ့အခါမှာလွတ်တော်မှာဆွေးနွေးပြီးတော့နောက်မှာနေ့တိုင်းမေလဒုတိယပတ်မှာမိခင်များနည်းဆိုပြီးတော့ကျင်းပပြုလုပ်ဖို့ဆိုပြီးတော့1914ခုနှစ်ကနေစပြီးတော့စာတင်တရားဝင်စာတင်ကျင်းပပြုလုပ်တာဖြစ်ပါတယ်အဲ့ဒါလည်းဆိုရင်ဒီနေ့ဆိုရင်နေ့ပေါင်း100နဲ့3နှစ်ကြာပြီဖြစ်ပါတယ်လို့အဲ့ဒီအစာပြုတဲ့အရာလေးကိုနည်းနည်းကျွန်တော်တင်ပြလိုပါတယ်မိခင်ဆိုတဲ့စကားဟာအမတန်မှချိုးတယ်အဲ့ဒါမိခင်ဆိုတဲ့စကားဟာအမတန်နဲ့မှမွန်မြတ်တဲ့စကားဖြစ်ပါတယ်လူတွေကခလုတ်တိုက်တဲ့အခါမှာအမေကိုတတိရတယ်နော်ဝနီဘာလို့ထွက်တယ်ဆိုတော့ကျွန်တော်တို့ချင်းလို့ဆိုရင်နွေဆိုတဲ့စကားလုံးကိုအမေကကြွတာဖြစ်ပါတယ်အဲ့ဒါကြောင့် Bishop Thompson ကပြောတယ်ဆိုတော့မိခင်ဆိုတဲ့စကားလုံးမှာမြင်တဲ့ချင်းရှိမျိုးဆောင်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဘာသာရေးမှာတာမကပဲနဲ့လူမျိုးအသေးသေးမှာ
မိဘများကိုဂုဏ်ပြုတဲ့အစီအစဉ်ကိုလုပ်ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယောမလူမျိုးတွေ Greek လူမျိုးတွေကပါရှိတယ်ဆိုတော့မိခင်ဖျားဆိုတာရှိတယ်သူတို့က Nus Pasian Nusian မိခင်ဖျားဆိုတဲ့ဟာသူတို့ကအမေကိုတင်စားတဲ့အနေနဲ့မိခင်အကြီးကြီးတဲ့ဟာကိုသူကတင်စားတဲ့အနေနဲ့မိခင်ဖျားလို့နာမည်မဲ့ပြီးတော့သူတို့နေ့တိုင်းမှာကိုးကွယ်တဲ့အရာရှိတယ်ပြီးတော့တရုတ်လူမျိုးနဲ့ကျွန်တော်တို့ဒီဗမာလူမျိုးမှာသူတို့ရဲ့ထုံးစံမှာသူတို့ပါရှိတယ်ဆိုတော့မိဘများဟာဖယားအမျိုးမှာထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဖယားအမျိုးမှာထားပြီးတော့မိဘများရှိမှသူတို့ကရှိခိုးတာရှိခိုးပြီးတော့ကြောတာမနေ့သူတို့ကအပြင်တွားတဲ့ခါမှာသူကောင်းပြီးတော့တခုခုလုပ်တဲ့ခါမှာတော့မိဘဒီရဲ့ရှိမှသူတို့ကရှိခိုးပြီးတော့ကြောတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကျမ်းစာထဲမှာတင်းဒီဝန်စားတော်ပြည်၌အတ္တတာစီရဲ့ကောင်းစားမိကြောင်းတင်းဤမိဘများကိုယူတီစွာပြုလို့ရှင်မတော်ဘုရားကိုမကူးကွယ်ပြီးနဲ့ရှင်မတော်ဘုရားကိုမတိပြီးနဲ့နှုတ်ကပတ်တော်ရဲ့တတိတော်ဖြစ်တော့ပြည်တော်၌ကောင်းစားပြီးတော့အသက်ရှိဖို့ဆိုတာကတိတော်ရှိပါတယ်အဲ့ဒါကြောင့်မိဘကိုသူတို့ကတော့မိဘကိုရှိခိုးတဲ့ဖယားအမျိုးမှာထားတဲ့အတွက်ကြောင့်အခုတရုတ်လူမျိုးတွေဆိုရင်အသက်ကြီးတဲ့လူများရှိတယ်အသက်ကြီးတယ်ပြီးတော့အင်္ဂလိပ်လူမျိုးတွေပေါ့နော်ကျွန်တော် USA တို့မှာတော့ဆရာခိုင်တော်တို့ဖျားချမ်းမှာတော့သူတို့ဆရာပြပြောပြတာအင်္ဂလိပ်အတင်းတော်မှာလူငယ်ကောင်းဆောင်တော့အသက်80လေးလောက်ရှိတယ်လူငယ်ကောင်းဆောင်ရတာ80လေးလောက်ရှိတယ်အဲ့လိုမျိုးအသက်ရှိခြင်းပြီးတော့ကောင်းစားခြင်းဆိုတာလေမိဘကိုယူပြီးဆိုပြုတဲ့နေရာမှာကောင်းစားခြင်းကောင်းချီးမင်္ဂလာရှိတဲ့အတွက်ကြောင့်သူတို့ကရှင်းမှန်တော်ဘုရားကိုမသိပေမဲ့မိဘကိုယူပြီးဆိုပြုတဲ့အတွက်ကြောင့်မိဘများထံမှခံစားရရှိနိုင်တဲ့ဖယားထားတဲ့ကောင်းကြီးမင်္ဂလာသူတို့ကခံစားရဖြစ်ပါတယ်။တချို့ကပြောတယ်ကျွန်တော်တို့ယုံကြည်သူတွေရှင်းမှန်တော်ဘုရားကိုကိုးကွယ်ပြီးတော့ဖယားမတည်တော်လူတွေပူပြီးတော့အစင်ပြေပူပြီးတော့ချမ်းသာတယ်။ဘာလို့ကျွန်တော်တို့မချမ်းသာနိုင်လဲ။ကျွန်တော်တို့ဘာလို့ဆင်းရဲနေတာလဲလို့တချို့တွေကမြည်တတ်ပါလေ။အမှကျမ်းစာထဲမှာပြည်တော်၌ဝန်စားပြီးတော့အသက်တာရှိ၍ကောင်းစားမိကြောင်းဘာလို့ရမလဲ။တင်ဤမိဘများကိုယူပြီးစွာပြုလို့ဟာလေလုယာအဲ့ဒါကြောင့်မိဘများကိုယူပြီးစွာပြုတဲ့နေရာမှာတတိတော်ရှိပြီးတော့ကျမ်းမာခြင်းအသက်ရှိခြင်းဆက်လက်ပြီးတော့ကောင်းစားခြင်းပေါင်းခြင်းလာရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်တော်မလာခင်မှာယောမလူမျိုးတွေရတယ်သူတို့မိဘကိုဂုဏ်ပြုတဲ့ထုံးစံယေရှုခရစ်တော်မလာခင်နှစ်ပေါင်း150ကျော်လောက်မှာမိဘများကိုယူတည်လေးစားခြင်းဂုဏ်ပြုခြင်းအစီအစဉ်ကိုသူတို့ကလုပ်ခဲ့ပြီးပြီထုံးစံရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ပူပြီးတော့မိဘကိုယူတည်ခြင်းဂုဏ်ပြုခြင်းအစီအစဉ်ထုံးစံကျူပြီးတော့ယေရှုခရစ်တော်မလာခင်ကလေးကအဲ့လိုမျိုးထုံးစံရှိတဲ့ယောမလူမျိုးဂရိလူမျိုးတွေတခြားလူမျိုးတွေထက်ပူပြီးတော့ဖျားရှင်ပညာပေးတယ်အခုသိပ္ပံပညာရှင်ပြီးတော့ကျွန်တော်တို့ဒီဓမ္မပညာပိုင်းမှာဆိုရင်ဓမ္မပညာရှင်တီဝလောယင်ဆိုတဲ့လူGreat လူမျိုးတွေအတွေ့အခေါ်ရှင်အတွေ့အခေါ် philosopher အများဆုံးအတူရှိတယ်ဆိုတော့ Great လူမျိုးတွေရှိတယ်အဲ့ဒါကြောင့်အတွေ့အခေါ်ပိုင်းမှာလည်းဖျားရှင်ကကောင်းချီးပေးတယ်အဲ့ဒါကြောင့်မိဘကိုယူတည်ခြင်းဂုဏ်ပြုခြင်းအစီအစဉ်ကိုရင်ကလေးကကျွန်တော်တို့မသိခင်ကလေးကထုံးစံရှိတဲ့လူမျိုးဟာဖျားရှင်ကောင်းချီးပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့
ဒီအဓိကအဖြစ်ကျွန်တော်တို့ယုံကြည်သူတွေယေရှုခရစ်တော်ယုံကြည်တဲ့ခရစ်ယာန်တရားဘဝရင်တော့မိဘများကိုတချို့ကကျင့်ဆဲတဲ့လူတွေဖြစ်စီတယ်မိဘများကိုမယုံမသိပြုတဲ့လူတွေလည်းရှိတယ်ကျုပ်တော်လည်းဖယားတည်တော်လူတွေကကဲတင်ချင်းရတော်သူလူတွေကဝိညာဉ်တော်နဲ့ပြည်တော်လူတွေကမိဘများကိုဘယ်တော့မှမယုံမသိမပြုဘူးယူတီလေးစားရဆိုတာကိုကျွန်တော်ပြရပါတယ်ဟာလေလုယာအခုနောက်ပိုင်းဆိုရင်ဘာသာရေးပိုင်းမှာဝိညာဉ်ကြီးရမှာတအားလုံးချပြီးတော့ဝိညာဉ်ကြီးရမှာကျွန်တော်တို့ပူပြီးတော့တိုးတက်လာတဲ့အခါမှာမိဘများကိုဟိုးရင်ကြောပါတဲ့ပူပြီးတော့ကျွန်တော်တို့ပုံပြချင်တာဖြစ်တယ်အဝိမာရောက်တဲ့လူတွေကလည်းမိဘများကိုပုံပြတဲ့အနေနဲ့အမျိုးမျိုးစီစဉ်လုပ်တယ်အဓိကပါလေဆိုတော့ဝိညာဉ်ကြီးရမှာကျွန်တော်တို့နည်းနည်းရှင်းချက်လာတယ်နဲ့မိဘများကိုယူတည်ဖို့လေးစားဖို့ဂုဏ်ပြုဖို့ဆိုတာပူပြီးတော့တည်လာတာဖြစ်တယ်အဲ့ဒီပူပြီးတော့တည်လာတာနဲ့ဘုရားရှင်ကမိဘများပေါ်မှာထားတဲ့ကောင်းချီးမင်္ဂလာကိုလည်းလူတိုင်းသားသမီးတရားပူပြီးတော့ကောင်းချီးပါစားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ဘုရားရှင်ကကောင်းချီးပြီးတဲ့အခါမှာdirect နဲ့လူတွေကိုကောင်းချီးမပြီးဘဲနဲ့မိဘများထံမှစီးဆင်းလာတာဖြစ်ပါလေအဲ့ဒါကြောင့်ကျွန်တော်တို့ဒီချင်းလူမျိုးတွေမိဘများဟာဘယ်လိုခေါ်လဲဆိုတော့လောကီဖညာလေးတုံးပစယလောကဖညာကျွန်တော်တို့လောကဖညာလို့တော့ကျွန်တော်တို့မိဘများကိုအဲ့လိုမျိုးတင်စားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မိဘများထံမှဘုရားရှင်ကကောင်းချီးပြီးပြီးတော့အဲ့ဒီကနေတဆင့်သားသမီးများခံစားတာဖြစ်လေဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဘုရားရှင်ကတိပေးထားတဲ့ကောင်းချီးမင်္ဂလာများခံစားနိုင်ဖို့ရန်တော်ကောင်းမိခင်များတွေကိုကျွန်တော်တို့အသုံးပြုတဲ့ချင်းမတော်ကောင်းဒီနေ့ထဲမှာကျွန်တော်တို့ခွန်အားယူဖို့အာရုံတည်ပြီးသားဖြစ်ပြီးပဲအတိတ်တပံပြန်လဲပြီးတော့ခွန်အားပေးလိုပါတယ်နံပါတ်1အနေနဲ့ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့နံပါတ်1မှာအမေကိုကျွန်တော်တို့အသက်ရှင်တည်တဲ့မိခင်များရှိတဲ့လူတွေဟာအမေကိုချစ်တယ်တတိရတယ်ကြည်ယုံတယ်ဆိုတာနှုတ်အားဖြင့်ပြောပါဟာလေလုယာဟာလေလုယာနှုတ်ဆက်ပါအမေကိုကြည်ယုံတယ်အမေကိုချစ်တယ်အမေကိုတတိရတယ်ဆိုပြီးတော့နှုတ်အားဖြင့်ကျွန်တော်တို့ဆက်ပွယ်ဖို့အရေးကြီးတယ်အမေရဲ့ကျွန်တော်တို့ကိုချစ်ပေးတာပါအမေရန်တရိယာကျွန်တော်တို့လည်းအမေတို့ကိုချစ်ဖို့သူတို့ကတည်ပြီးသားပါပြုတ်တော်လည်းပဲသားသမီးကြီးရဲ့နှုတ်ကနေထွက်တဲ့စကားဟာမိဘများမိခင်များအတွက်တော့အားကိုးချိုးတယ်ဟာလေလုယာသူတို့အတွက်တော့ဘယ်ဘာနဲ့မြနိုင်လို့မရတဲ့ဝမ်းမြောက်ခြင်းဂျင်းတ်ခြင်းခံစားရမှာဖြစ်ပါလေမိဘဒီရဲ့အမေရဲ့ဂျင်းတ်ခြင်းဝမ်းမြောက်ခြင်းဟာသားသမီးရဲ့အတွက်ကောင်းခြင်းမင်္ဂလာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ဒီမှာရှိတဲ့အဝေးမှာမရှိတဲ့လူတွေလည်းဒီမှာရှိတဲ့လူတွေလည်းဒီနေ့မနေ့မပြောသေးတဲ့လူခဏနေကျွန်တော်တို့ယူရောက်တဲ့အခါမှာတော့စစ်ပြီးတော့အမေကိုချီးယူတယ်နော်အမေကိုချစ်တယ်နော်လို့ပြောကြပါလို့ကျွန်တော်တို့ကအချင်းချင်းဆိုတော့မိသားစုကဟာတာပြီးသားပါဆိုပြီးတော့အမေကမပြောဖြစ်ဘူးဒါမဲ့အဲ့လိုမျိုးကျွန်တော်တို့ကောင်းတဲ့အရာကိုကျင့်ဖို့အရေးကြီးတယ်ပြောင်းတဲ့ကိုကျင့်ရအောင်ဟာလေလုယာအဲ့လိုကျွန်တော်တို့နံပါတ်1မှာလို့စစ်ဖို့လူတယ်ဆိုတာကိုကျွန်တော်တို့ပြောလိုပါတယ်နံပါတ်2မှာကျွန်တော်တို့ငယ်ရွယ်ကလေးကနေဒီနေ့ဒီချင်းထိတက်ရောက်အမေမိခင်ထားမှာကျွန်တော်တို့အမေကိုစိတ်ဆိုးစီတဲ့အရာတွေများစွာရှိမှဖြစ်ပါတယ်အမေကိုစိတ်နာစီတဲ့အရာများစွာလည်းရှိမှဖြစ်ပါတယ်အဲ့ဒါကြောင့်မလုပ်ရမလဲဆိုတော့အမေတာသမီးအမေကိုစိတ်နာစီတဲ့ပြင်မာတဲ့အရာများကိုခွင့်လွှတ်ပါဆိုပြီးတော့အပိခွင့်လွှတ်ဖို့ရကျွန်တော်တို့ကောင်းပါရဟာလေလုယာနံပါတ်1ချစ်တဲ့အကြောင်းကြည်ယုံတဲ့အကြောင်းကိုကျွန်တော်တို့ပြောရမယ်နံပါတ်2မှာအပိများကိုခွင့်လွှတ်ဖို့ကျွန်တော်တို့တောင်းရမယ်ဟာလေလုယာဘာလို့လဲဆိုတော့
လူမိခင်တည်းရတော့သူ့သားသမီးကြီးရဲ့ပြစ်ချင်တာရှိတဲ့ຢာအားလုံးကတော့ခွင့်လွှတ်ပြီးသားဖြစ်ပါတယ်ဒါမဲ့တရားဝင်နဲ့သားသမီးကြီးအဲ့လိုမျိုးပြောတဲ့အခါမှာသူတို့ခွင့်လွှတ်ပြီးသားဟာပူပြီးတော့အတိအမှပြုတ်ပြီးတော့စိတ်ထဲမှာသူတို့ဟာမြင်တဲ့ချင်းပြောင်းစင်ခြင်းကိုခံစားရတာဖြစ်ပါတယ်။အိုးအဲ့လိုမျိုးမှသားသမီးတွေကပြောတတ်တယ်။သူတို့စိတ်နာရှိတဲ့အားနဲ့မားတယ်ဆိုပြီးတော့ဝန်ခံတတ်တယ်ဆိုပြီးတော့သူတို့ကချီးနှက်တာဖြစ်ပါတယ်။ဟာလေလုယာ။ဟာလေလုယာ။ဒါဟာကျွန်တော်တို့ခရစ်တော်ထုံးစံတဲ့အမိဖြစ်ပါတယ်။ယေရှုခရစ်တော်တင်ပြီးတဲ့အရာဘာလဲဆိုတော့မိမိအပြစ်များကိုဝန်ချတော့ပါရမယ်။ဘုရားရှိမှဝန်ချတော့ပါတာတာမကဘူးမိဘဒီရှိမှလည်းကျွန်တော်တို့အဲ့လိုမျိုးမိခင်များဒီမှာတောင်းပန်ဖို့လို့လေဆိုတာနံပါတ်1မှာပြောချင်လို့ကနံပါတ်3မှာအခုခုကိုကျွန်တော်တို့မိခင်မြတ်တော့အခုခုကိုလုပ်ပြရမယ်မဟုတ်ရင်လည်းအခုခုကိုလက်ဆောင်ပြရမယ်ဟာလေလုယာအချို့ရတဲ့ပြီးသားတယ်အများရှိမှာပါမိခင်ကျွန်တော်တို့အတွက်ဖြစ်သေးတဲ့အရာလည်းမဟုတ်ဘူးကြီးကြီးမားမားလည်းမဟုတ်ဘူးအတီးလေးအတီးမွားပဲဖြစ်လက်ဆောင်ဆိုတာသူများထံမှာခံစားတဲ့လက်ဆောင်ကကြီးဥကင်တယ်ဒါပေမဲ့ကိုယ်သားသမီးဒီထံမှာခံစားတဲ့လက်ဆောင်ဆိုတာအဲ့ဒါမှစိတ်ထဲမှာတအားကိုပြောင်းရွှင်တယ်ဟာလေလုယာအဲ့ဒါတကူကူဝိုင်ပြပါလက်ကိုက်ပေါ်ဝလေးမဆာပြီးတော့စမ်ကီဘန်ပရက်တာတွီကလီပြီးတော့အမျိုးပေါ့နော်ဒါအတူမွားတဲ့ဖြစ်ပေါ့နော်အမတ်တရားလေးတစ်ခုဆိုတာဒီမှာဒါမှအရေးကြီးတယ်ပုံဓာလေးရီမွေးလေးမှာစားပေါ့နော်တစ်ခုပေါ့နော်ဒါဖြစ်ခဲ့မလားမသိဘူးသမီးများအားလုံးသဘောတူလားဒီပူသဘောတူလားအမေရှိမပိုက်ဆံတော့ပြီးတော့ဝယ်ပြေးလာတယ်နော်ကျွန်တော်တို့သားသမီးတွေအမိဘထာမပဲအမေရမြောင်နေတာဖြစ်တယ်ဒါမဲ့အတိအမွားပဲဖြစ်ဖြစ်မိဘတွေကိုတခုခုပြီးတဲ့အခါမှာတို့ကအားချင်တာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာမဟုတ်ရင်လည်းတခုခုတို့အမေဘာစားချင်လဲဘာမုန်းကြိုက်လဲကြိုက်တဲ့မုန်းတခုခုဝိုက်ပြီးလိုက်ပါမိခင်မြတ်ကြီးမှာအာမင်စံပြရောဆရာမစံကြည့်တော့ကကျွေးမှာဖြစ်ပါတယ်အဲ့ဒါပြီးရဲ့မုန်းတခုခုပဲဖြစ်ဖြစ်ပေါ့နော်ကိမုန်းကြိုက်လားပုံမုန်းကြိုက်လားဘာမုန်းကြိုက်လဲအဲ့ဒီတခုခုပေါ့နော်ကျွန်တော်တို့ဝိုင်းပြီးချင်းအားဖြင့်ကျွေးချင်းအားဖြင့်လေမိခင်များနိမှာကျွန်တော်တို့ကောင်းသောအမှုတစ်ခုခုကိုကျွန်တော်တို့မိခင်များပေါ်မှာပြုဖို့အမှန်တမ်းအရေးကြီးတယ်တချို့တွေကဆိုရင်အခုကလေးမျိုးတို့မှာဆိုရင်မိခင်များနိဖခင်များနိမှာလူတွေကအားသမီးတွေအားလုံးပေါင်းပြီးတော့အဖေအိမ်မှာအမေအိမ်မှာပေါင်းပြီးတော့တို့ကအချက်ပြုတာအားလုံးမိသားစုတို့သမီးစားကြတာပေါ့နော်အဲ့လိုမျိုးခါတိုင်းမှာကျွန်တော်တို့ကျန်တဲ့ချင်းမလေးဟိုတားဟဲ့ဘာတွေဝယ်ရမယ်တူတူပေါ့နော်အဲ့ဒီမိကိုမိခင်ဖခင်များကိုနာမည်တက်ပြီးတော့ကျွန်တော်တို့တခုခုလို့ရသူတို့အတွက်လေဝမ်းသာစရာဖြစ်တယ်တားသမီးမိသားစုအတွက်လည်းကျွန်တော်တို့စားရတာဖြစ်တယ်အဲ့ဒါကြောင့်တခုခုကိုကျွန်တော်တို့အစီအစဉ်နောက်မှာပေါ့နော်ကျွန်တော်တို့လုပ်ဖို့အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ခေါ်ချင်လဲခေါ်လို့ရပါတယ်လို့ခေါ်စရာလေးမခေါ်လဲဘာမှမဖြစ်ဘူးเนาะဒါတွေကဟိုစုတော်ပွဲမဟုတ်ဘူးကုမိသားစုအမင်းစားတာပေါ့เนาะအဲ့ဒါကျွန်တော်တို့မိခင်များနေမှာမိခင်များပေါ်တိုင်းတစ်ခုခုကိုကျွန်တော်တို့လုပ်ဖို့ပြုတ်ဖို့အမှန်တမ်းမှအရေးကြီးတယ်ဆိုတာကိုပြောပြလိုပါတယ်ပြီးတော့နံပါတ်4မှာနောက်ဆုံးမှာကျွန်တော်တို့နံပါတ်4မှာမိဘစကားကိုနားထောင်လို့ဆိုတဲ့အခါမှာမိခင်အသက်ရှင်တဲ့လူရှိအသက်ရှင်ဒီဖြစ်စီအသက်လောလောဆယ်မရှိတဲ့လူတွေဖြစ်စီကျွန်တော်တို့အားလုံးနံပါတ်4မှာလုပ်ပြီးနိုင်တဲ့အရာပါလေဆိုတော့မိခင်ရဲ့အလိုအတိုင်းအသက်ရှင်ခြင်းဖြစ်ပါလေဟာလေလုယာ
အမေစကားကိုနားမထောင်ခဲ့တဲ့အမေကဘာလို့လဲဘယ်လိုအသက်ရှင်ရှင်တယ်လဲဘယ်လိုနေရှင်ရှင်တယ်လဲဆိုပြီးတော့မိခင်ရဲ့စကားကိုနားထောင်ခြင်းအပြင်အသက်ရှင်ခြင်းအမတန်မှအရေးကြီးပါတယ်လက်ဆောင်လေးပါလေးပြီးတော့အမေစကားလုံးဝနားမထောင်ဘူးဆိုတော့ခဏလေးတော့စိတ်တူမှာဖြစ်တယ်စကားနားထောင်ခြင်းအပြင်တော့ပြီးတော့သူ့ရဲ့အလိုအတိုင်းအသက်ရှင်ခြင်းအပြင်သူတို့ကဘာမှမပြောပြမဲ့တအားကိုသားသမီးတွေပေါ်မှာကြည်နမ်းမှာဖြစ်ပါလေဟာလေလုယာမိခင်တိုင်းမိဘတရားကိုသားသမီးကိုကောင်းစားစေခြင်းတဲ့ကိုသားသမီးကိုအောင်မြင်စေခြင်းတဲ့ကိုသားသမီးကိုအကောင်းဆုံးအရာကိုဖြစ်စေခြင်းတဲ့အဲ့ဒါကြောင့်မိခင်ဖြစ်စေခြင်းတဲ့အတိုင်းသားသမီးတွေကကြိုးစားပြီးတော့အသက်ရှင်ခြင်းအပြင်မိခင်ဒီပြောင်းလို့မကုန်ပေါ်ပြလို့မရတဲ့စိတ်ထဲမှာဝမ်းမြောက်ပျော်ရွှင်ခြင်းပီတိဖြစ်ခြင်းပေါ့နော်ခံစားရမှာဖြစ်ပါတယ်ဟာလေလုယာကိုသားသမီးတွေပေါ်မှာအားချမ်းမှာဖြစ်ပါတယ်ကိုမိဘရဲ့ကိုသားသမီးကိုလုံးဝအားမရတဲ့ခြင်းမျိုးရှိတယ်အဲ့လိုမျိုးမဖြစ်တဲ့အားရပြီးတော့ကြည်လိုက်ရအောင်ကျွန်တော်တို့မိဘများရဲ့စကားကိုနားထောင်ပြီးတော့မိဘရဲ့အလိုအတိုင်းအသက်ရှင်ဖို့အရေးကြီးတယ်စကားနားတော့ဘူးဆိုတဲ့အခါမှာကိုဖြစ်ချင်တဲ့ဟာလုပ်ချင်တဲ့ဟာကိုခိုင်းတဲ့အချိန်မှာလုပ်တာတော့နားထောင်ခြင်းမဟုတ်ဘူးကိုလုံးဝမဖြစ်ချင်ပြီမဲ့မလုပ်ချင်ပြီမဲ့ခိုင်းတဲ့ဟာကိုလုပ်ရတာတော့ဒါပါလေဆိုတော့စကားနားထောင်ခြင်းဖြစ်ပါလေအဲ့ဒါကြောင့်ဒီလေးမျိုးနဲ့ကျွန်တော်တို့ခေါ်နာပြီးလို့ပါလေနံပါတ်1ကပါလေဆိုတော့အမေကိုချစ်တဲ့အကြောင်းကြည်ယုံတဲ့အကြောင်းတရားတဲ့အကြောင်းကိုပြောဖို့ဖြစ်တယ်အပိခွန်လို့ဖို့တော့ပါရမှာဖြစ်တယ်နံပါတ်3မှာအမတ်တရားလက်ဆောင်ပစ္စည်းတစ်ခုခုမဟုတ်ရင်တစ်ခုခုကိုအမေတို့လုပ်ပြရမှာဖြစ်တယ်အချို့ကဘာလို့လဲဆိုတော့မိခင်မြန်းလေးမှာအမေကိုအလားပြင်ပြီးတယ်မိခင်မြန်းလေးမှာအမေရဲ့အဝတ်စားကိုစော်ပြီးတယ်မဆာပေါ်တော့အမျိုးမျိုးကိုတစ်ခုခုလုပ်ပြတာလဲကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့နံပါတ်4ကတော့အားလုံးရှိတယ်လို့မိခင်ရှိသေးတယ်လို့မရှိတော့တဲ့လူတွေအတွက်အားလုံးလုပ်လိုက်တဲ့ဟာအခုမရှိပြီမဲ့မိခင်ရဲ့အလိုအပါလေဆိုပြီးတော့ပြန်လဲပြီးတော့စဉ်းစားပြီးတော့အဲ့ဒီလိုတိုင်းအသက်ရှင်ခြင်းအပြင်မိဘများရဲ့စကားကိုနားထောင်ပြီးတော့ယူတည်ခြင်းကိုပြုဖို့ခွန်အားပြုလိုပါတယ်ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာထဲမှာဘာပြောလဲဆိုတော့သင်ဤအမိကိုကြည်ပါဆိုတဲ့အခါမှာအမေကိုပဲကျွန်တော်တို့ဒီတိုင်းကြည့်ဖို့မဟုတ်ဘူး။ညီကုန်းချုပ်အနေနဲ့အမေကိုကြည့်မယ်ဆိုတာကြည့်ပါဆိုတဲ့အခါမှာအမေကိုကျွန်တော်တို့တတိယပြီးတော့ကြည့်ဖို့တဲ့မဟုတ်ပဲနဲ့အမေကိုကြည့်စုဖို့ပြုစုဖို့ကြွေးမွေးဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရပါတယ်။တချို့ရဲ့မိဘမောင်နှမထဲမှာအကြီးဆုံးတော့သူတားအကြီးဆုံးတားအငယ်ဆုံးထုံးစံတဲ့အတိုင်းပေါ့နော်သူကပဲတာဝန်ရှိတယ်လို့တချို့တွေခံယူတယ်တားသမီးအားလုံးမှာမိဘများပေါ်မှာတာဝန်ရှိတယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုအပ်ပါတယ်တချို့တွေတားယောက်ျားတွေရဲ့တာဝန်ပဲကျွန်တော်တို့သမီးတွေနဲ့မဆိုင်ဘူးလို့တချို့တွေကပြောတယ်ကိုယ့်ရဲ့ယောက်ျားတွေလည်းပြောမယ်တဲ့တပ်ကိုယ့်ရဲ့ချွေးမတွေအတွက်ကိုယ့်ရဲ့အမေတွေအတွက်လည်းကျွန်တော်တို့ကြည့်ပြရတယ်ဘာပဲဖြစ်ဖြစ်တားသမီးတိုင်းမှာတာဝန်ရှိတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ဗမာစုယောစကားတစ်ခုဟာအမေကိုဒီတဲ့အချိန်မှာမငုံနဲ့မတီးခင်မှာကောင်းကောင်းကျွေးပါကျွန်တော်တို့ချင်းလူမျိုးရဲ့ထုံးစံတစ်ခုကမကောင်းတာဘာလဲဆိုတော့အသက်ရှင်တဲ့ခါမှာဘာမှမလုပ်ပြနိုင်ဘူးဘာမှလည်းမကျွေးနိုင်ဘူးအဝတ်စားကောင်းကောင်းလည်းကျွန်တော်တို့မဝိုင်ပေးနိုင်ဘူးဟင်းကောင်းလည်းကျွန်တော်တို့မချက်ပေးနိုင်ဘူးဖျားတယ်သူကဟိုအနာရောဂါမျိုးခံစားတဲ့ခါမှာလေသူစားချင်တယ်လည်းမဝိုင်ပေးနိုင်ဘူးဒီတိုင်းစားချင်တယ်ဒါပေမဲ့ပြဿနာမရှိဘူးကြီးတော့ကောင်းကောင်းမကူပေးနိုင်ဘူးဒီတိုင်းထားပြီးတော့ဆုံးတဲ့အခါမှာနောက်ပြီးတော့တတ်ပြီးတော့ဝတ်ပြီးတတ်ပြီးတော့
အမေကိုတတိယတဲ့အနေနဲ့အပ်ပြီးတယ်အမေမရှိတော့ဘူးမရမတီးတော့ဘူးမနီးရဒီမှာအမသူ့သားသမီးတွေကလုပ်ပေးတာအားကိုအတူယူစီရကောင်းပါတယ်မတီးခင်မှာမိဘတွေမတီးခင်မှာကျွန်တော်တို့ကြီးနိုင်ဖို့လူအများကြီးတော့တာရတာပါလေဆိုတော့အိုးကုမိဘမတီးခင်မှာအဲ့ဒါလေးကိုမဝိုင်ပြီးတော့အဲ့ဒါလေးကိုမပြီးတော့အဲ့ဒါလေးကိုမချွေးလို့ဆိုတာလူတိုင်းမှာတော့တာရတာဖြစ်ပါလေအဲ့လိုမျိုးမရှိအောင်ကျွန်တော်တို့ကုမှာဘာမှမရှိပေမဲ့ကုမိဘများကိုကြည်စုဖို့ကျွေးမွေးဖို့အမတားအစီကြီးတယ်တချို့တွေကအသက်ကြီးတဲ့မိဘများအင်းဖော်လို့ပဲထားတယ်သူအသက်ကြီးပြီဘာမှမလုပ်နိုင်ဘူးပြင်လည်းမထွက်နိုင်ဘူးအသက်ကြီးပြီဆိုပြီးတော့အင်းမလို့ဘူးတာဝန်အများကြီးပြီးထားတာဘိုးရင်တော့ကျွန်တော်တို့ချင်းတော်မှာဆိုရင်ကျွန်တော်တို့တောင်ရမှာတွန်းနိုင်တဲ့လူတွေဒီနေ့တည်းရင်မကောင်းဘူးဆိုရင်ဒီများအဲ့ဒါဆိုရင်အနာယူရင်းနဲ့အဲ့ဒီချမ်းကိုရှင်းလိုက်ပါကြီးတော့ခတ်ပါတပတ်ဆောက်ပြီးတော့အဲ့ဒါကိုလုပ်ပါဆိုတာတောင်ရတော့ရင်တော့ပူပြီးတော့တက်တာမှာဒီမှာတော့မဲ့ဟာတွေကအားလုံးဝမလွယ်တဲ့အလုပ်တွေပဲအဲ့လိုမျိုးနဲ့မိဘကိုအင်းမာတက်ကြီးတဲ့အခါမှာအင်းဖော်လို့မဟုတ်ရဲ့အင်းချောင်းလို့ထားတဲ့လူများရှိတယ်အဲ့လိုမျိုးမဟုတ်ပဲနဲ့မိဘများကိုကျွန်တော်တို့အသက်ကြီးတဲ့အခါမှာပူပြီးတော့ကြယူဆိုင်ဖို့လုပ်တယ်ပူပြီးတော့ကြည်စုဖို့လုပ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်အဖေအမေကိုအသက်ရှင်တဲ့အခါမှာတရိယာပါပြုစုပါကျွေးမွေးပါဟေစီယာဒီစကိုစင်လာချေမှာကျွန်တော်တို့ဘာတွေ့လဲဆိုတော့မြမဒီမိမိဘွားတော်တာကိုမိမိဘွားတော်တာကိုမိမိလူစုတော်အငယ်ကိုမိရောက်နိုင်လို့မိခင်မြတ်ရဲ့ချစ်ချင်းမြတ်တာပါနဲ့နိုင်တယ်ဆိုတော့ဖယားမြတ်တာနဲ့နိုင်ထားတာဖြစ်ပါလေမိခင်ရဲ့မိရင်တော်မှာငါဒီတင်လို့ကိုမမိဘူးဟာလေလုယာမိခင်ရဲ့မြတ်တာဟာဖယားမြတ်တာနဲ့ကျမ်းစာထဲမှာဘုရားသခင်ကိုယ်တိုင်ကနိုင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဟာလေလုယာအဲ့ဒါကြောင့်မိခင်ကကျွန်တော်တို့အခုအသက်မရှိပြီနဲ့အမေမရှိပြီနဲ့မိခင်ရဲ့ချစ်ချင်းမြတ်တာမိခင်ရဲ့ကောင်းချီးမင်္ဂလာလူကိုယ်တိုင်ခန္ဓာကိုယ်နဲ့ဒီရင်လေသူတို့ရဲ့ချစ်ချင်းမြတ်တာနဲ့ကောင်းချီးမင်္ဂလာလုံးဝမတည်ဘူးဆိုတာကိုကျွန်တော်တို့တတိယဖို့လုပ်တယ်အခုဆိုရင်ကျွန်တော်လည်းအမေမရှိတော့ဘူးမိခင်မရှိတော့တဲ့လူတွေများများဆိုရှိမှဖြစ်ပါတယ်တို့တော်လည်းပဲအမေမရှိရင်လေသူ့ရဲ့ချစ်ချင်းမြတ်တာမတည်ဘူးရှိသေးတယ်ဟာလေလုယာသူ့ရဲ့ကောင်းချီးမင်္ဂလာနဲ့တာသမီးများပေါ်မှာအမဲတာရှိတာဖြစ်ပါလေဟာလေလုယာကျွန်တော်စာအုပ်တစ်ခုဖတ်စာအုပ်ဖတ်တာဘာဖတ်မိလဲဆိုတော့အပြူကြီးတရားပါဝတ်တဲ့တာဖျားမြတ်မှာသူရှောင်းလည်းခေါ်ပြီးမဲ့လူမရှိဘူးရှိဝယ်ပြီးမဲ့လူလည်းမရှိဘူးအဲ့ဒီအပြူကြီးတယောက်ချင်းအားငယ်ပြီးတော့အပြင်လည်းမထွက်နိုင်ဘူးနေတဲ့အခါမှာမချာခင်မှာရှောင်းတပန်းမြတ်နဲ့ကြီးမှာရှောင်းတပန်းရောက်လာတယ်ရှောင်းတပန်းရောက်လာဟာသူကကြောက်တာဘောသူလန့်တာဟာဘာလို့ဒီမြတ်ကြီးမှာလာတာလဲအမေရဲ့အဖေအမေကရှောက်ခေါ်တာဒီမှာခေါ်တာအတမီးမအမေမရှိတော့ဘူးအမေဆုံးသွားပြီတဲ့ဟုတ်လားအမေခုနလေးကျွန်မမိဖို့ချန်ထဲမှာခဏဝင်လိုက်မယ်ဆိုပြီးတော့သူမိဖို့ချန်ထဲမှာဝင်ပြီးတော့စီယာဒီခါတဲ့ဒီခါမှာဝင်ပါဆိုပြီးတော့ဒီကိုပြတာပြီးတော့သူမိဖို့ချန်ထဲမှာထွက်သွားတာအမေဆုံးသွားတာ9နှစ်တောင်ရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့အမေမရှိပြီမဲ့သမီးကတအားကိုဖျားတဲ့ဟာကိုအမေရဲ့ချစ်ချင်းနဲ့လုံးဝမကုန်ဘူးဟာလေလုယာအမေရဲ့ဝိညာဉ်ကသူ့သမီးကိုသူခံစားတဲ့ဟာတည်တဲ့အတွက်ကြောင့်တနာပြီးတော့ရှောင်းစီကိုတွားပြီးတော့ရှောင်းကိုတွားနိုးတာဖြစ်တယ်အဲ့ဒီတန်ရတဲ့ကြီးမှာတွားနိုးပြီးတော့တကားဆောက်ပြီးတော့ရှာပါပဲပြပြ
ကျမသမီးကတည်တော့မယ်လမ်းပါလာကြည့်ပြီးပါဆိုပြီးတော့မနေ့ပြန်မိုးလေးပါပဲလာမယ်ဆိုသူကမြင်းတယ်ရှောင်းအဲ့ဒီရှောင်းတာမဟုတ်ဘူးမူးလေးဆောင်ရတဲ့သူဆောင်နိုင်မှာမဟုတ်ဘူးပါပေးပြီးကြည့်ဦးပြီးတော့လာခဲ့ပါဆိုပြီးတော့အဲ့ဒီမိခင်ကြီးကသူ့သမီးအတွက်အဲ့ဒီရှောင်းကိုခေါ်တာဖြစ်တယ်မရမချင်းခေါ်တာဖြစ်တယ်ခေါ်ပြီးတော့ရှောင်းလိုက်လာတယ်အဲ့ဒီရှောင်းကြီးကပြောတယ်အမေကပုံချင်လောက်လာဟောမှာရှားလာတာဖြစ်လိုက်လာတာဖြစ်တယ်အမှန်ဆွေရှားဒီမိုင်းတရားရောက်လိုက်နိုင်ဘူးဒါပေမဲ့အမေကတေးခေါ်လို့လိုက်တာဖြစ်တယ်အဲ့ဒါဆိုအဲ့ဒီအားဖြင့်ဘာကိုတွေ့ရတယ်လဲဆိုတော့ဆုံးသွားတဲ့မိခင်များရဲ့ချစ်ချင်းမေတ္တာတာသမီးပေါ်မှာဘယ်တော့မှမကုန်နိုင်ဘူးအမေရန်ရှိတယ်ဟာလေလုယာအမေရန်သူတတိရတယ်အာမင်သူ့ရဲ့ကောင်းချီးမင်္ဂလာလည်းကျွန်တော်တို့ပေါ်မှာပဲရှိမှာဖြစ်ပါလေအဲ့ဒါကြောင့်ကျွန်တော်တို့မိဘများကိုတတိရတဲ့အနေနဲ့အရှိရှိတခုခုလောက်တာလူမိုးတိုင်းမရှိတော့ပြီမဲ့သူ့ဝိညာဉ်ကတည်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့လည်းကျွန်တော်စိတ်ထဲမှာပေါ့ကျွန်တော်အမေရွာမှာဆုံးသွားတဲ့ကျွန်တော်အမေရဲ့တင်းတိုင်းမှာပေါ့နော်အဲ့ဒီမှာအုပ်ဘူးလုံးချင်တယ်ကိုယ်ရင်ကဘာမှမလုပ်ခဲ့ဘူးကြောက်ကျွန်တော်တို့ရိုးရိုးကြောက်အလုံးအဲ့ဒါပဲစိုက်ပြီးတော့အဲ့ဒါတော့တိတ်မကောင်းတော့ဘူးအဲ့ဒါလည်းကျွန်တော်အခုဖုံးဆက်ပြီးတော့အခုအဲ့လိုလုပ်ရင်ကောင်းမှာအုပ်ဘူးပြန်လုပ်ရဟိုအကောင်းကြီးမဟုတ်ရင်တော့အမှန်တည်းကျွန်တော်တို့ကိုလှုပ်ပြီးတော့ကြောက်ပြီးတော့အဲ့ဒီမှာကြောက်စာပေါ့နော်နင်းငယ်ကျွန်တော်တို့ကြီးပြီးတော့ကောင်းတဲ့ဟာကျွန်တော်တို့မာပြီးတော့ကြောက်ပြီးအခုအိန္ဒိယနေပေါ်တဲ့ကြောက်နေရောပေါ့နော်အဲ့ဒါတွေဒါကောင်းတယ်လို့လုပ်ရအောင်ဆိုပြီးတော့အခုနဲ့ညီးပြီးတော့ကျွန်တော်ညီတွေတမ်းဆွေးလို့ပြီးတော့ရွေးစမှာရှိတဲ့ညီမတွေအားလုံးကိုပြောပြီးတော့အနေငယ်ရှိကျွန်တော်တယောက်ချင်းလုပ်ရလဲလုပ်လို့ရတယ်ဒါပေမဲ့တားသမီးတွေအားလုံးကောင်းချီးခံစားအောင်အားလုံးထည့်ပြီးတော့ပါဝင်ကြအောင်ဆိုပြီးတော့ဒီနေ့ကျွန်တော်တို့ဧပြီလ9ရက်နေ့မှာ7ရက်နေ့ sorry ဧပြီလ7ရက်နေ့မှာရွာမှာကျွန်တော်တို့အမေရဲ့တင်းရိုင်းမှာပြင်ပြီးတော့ကြောက်ပြန်ဆိုင်တာဖြစ်ပါလေကျွန်တော်ပြောလို့ရပါလဲဆိုတော့ရှိသေးတဲ့အမေမရှိသေးတဲ့အမေပေါ်မှာကျွန်တော်တို့ကြည်ယူပြုဖို့လိုအပ်ပါတယ်ဟာလေလုယာအဲ့ဒါအပြင်ကောင်းကတိတော်နဲ့လာတဲ့အသက်တာမှာတည်ရှိပြီးတော့ကောင်းစားရမှာဖြစ်ပါတယ်ဆိုတော့ကျမ်းစာထဲမှာတွေ့ရပါတယ်မိခင်များအားလုံးကိုမိခင်တိုင်းကိုစကားပြောပြီးတော့ဘုံပြုချီးမွမ်းခြင်းအစီအစဉ်တစ်ခုခုလုပ်ပြီးတော့မိခင်များထံမှာကောင်းကြီးမင်္ဂလာများခံစားနိုင်ဖို့ရန်အရောက်ရှိတိုင်းကိုဘုရားဆင်ကောင်းကြီးပေးပါစေအာမင်